ပေါ်မှာထူးခြားခြားကျင်းစာမိနေတဲ့နေရာများနံပါတ်1မိုးကြိုးနိုင်ငံပြည်ဒေသဗီနီဇွဲလားနိုင်ငံရဲ့နောက်မြောက်ပိုင်းမှာကျယ်ပြောလာတဲ့မာရာကိုင်ဘိုရေကန်ဆိုတာရှိပါတယ်ဒီရေကန်မှာထူးထူးခြားခြားမိုးကြိုးနိုင်ငံဖြစ်ပါတယ်ဘယ်လောက်ဖြစ်တယ်လဲဆိုရင်တစ်နှစ်ကိုရက်ပေါင်း300လောက်ထိမိုးကြိုးတွေဖြစ်ပါတယ်ညဘက်တွေမှာဆိုရင်တနာရီမိုးကြိုးအကြိမ်280လောက်ထိဖြစ်တတ်ပါတယ်တခါတလေမိုးကြိုးတွေကအဆက်မပြတ်ဖြစ်နေတာကြောင့်မို့ကောင်းကင်ကြီးကလင်းထိန်နေတတ်ပါတယ်ဘာကြောင့်ဒီလိုမိုးကြိုးတွေအများကြီးပြရတာလဲဆိုရင်အန်တီစတောင်တန်းတွေကလာတဲ့လေအေးနဲ့ကာရစ်ဘီယန်ပင်လယ်ကလာတဲ့လေဘူးတွေတွေ့ဆုံလို့ဖြစ်ပါတယ်မစီမဆိုင်လေအေးနဲ့လေဘူးတို့တောင်ဒီကန်ပေါ်လာရောက်တွေ့ဆုံပြီးမိုးတိမ်တောင်တွေဖြစ်မိုးကြိုးတွေဖြစ်ကုန်တာရှိပေမဲ့ညိုကီနဲ့သူမကတော့ပြန်ဆုံဖို့မဖြစ်နိုင်တော့ပါဘူးနံပါတ်2ဒေစင်နမောင်းနင်းကန်တိုက်ဒေတာဒီနေရာကတော့အမေရိကန်ပြည်ထောင်စုရဲ့အလဲပိုင်းနဲ့တောင်ပိုင်းဒေသကိုဖြတ်တန်းသွားတဲ့ Tornado Alley ဒေစင်နမောင်းလမ်းကြားပဲဖြစ်ပါတယ်ဒီဒေသထဲမှာဆိုရင် Texas, Oklahoma, Kansas စတဲ့ပြည်နယ်တွေအဓိကပါဝင်ပါတယ်ဒီဒေသမှာဘာလို့လေစင်နှမောင်းတွေအများဆုံးဖြစ်နေရတာလဲဆိုတော့ Rocky တောင်တန်းကလာတဲ့လေချောက်အေးရယ် Mexico ပင်လယ်ကွေ့ကလာတဲ့လေပူဆိုးရယ်ကနေဒါကလာတဲ့လေအေးများတို့ဒီဒေသမှာလာဆုံပြီးဘလူးပလဲရာကနေဖြစ်လာတယ်လို့ဆိုကြပါတယ်လေစင်နှမောင်းတွေဟာအင်မတန်အားကောင်းပါတယ်လေတိုင်တော့တနားရီမိုင်ရာနဲ့ရှီပြီးတိုက်ခတ်နိုင်ပေမဲ့ညိုကီတို့ဘောသူမဘက်ကတိုက်နေတဲ့လေစိမ်းတွေလောက်တော့မပြင်းထန်နိုင်ပါဘူးမစနဲ့ကွာမငိုချင်းလာပြီနံပါတ်3နှင်းကန်ကြဒေသဂျပန်နိုင်ငံရဲ့အဓိကကျွန်းကြီးတစ်ခုဖြစ်တဲ့ဟွန်ရှူကျွန်းရဲ့မြောက်ပိုင်းမှာရှိတဲ့အော်မိုရီမြို့ဟာကမ္ဘာပေါ်မှာနှင်းအများဆုံးကျတဲ့မြို့တစ်မြို့အဖြစ်မှတ်တမ်းဝင်ထားပါတယ်။အဲ့ဒီမြို့မှာနှင်းတွေဟာနှင်းကန်ကျကျင်တိုင်းကျပြီးတော့တစ်နှစ်ကိုပြင်းပြအားဖြင့်312လက်မလောက်ရှိတတ်ပါတယ်။စိုက်ဘေးရီးယားကလာတဲ့အိစိမ့်နဲ့လေတွေဟာဂျပန်ပင်လယ်ပြင်ကိုဖြတ်တန်းလာတဲ့အချိန်မှာရေငွေ့တွေကိုတက်ဆောင်လာပြီးအော်မိုရီဒေသရဲ့တောင်တန်းတွေနဲ့တိုက်မိတဲ့အခါအေးခဲပြီးနှင်းတွေကျတော့တာပါပဲ။ဒါကြောင့်မို့နှင်းယူကိုတောက်နှင်းငယ်ကိုဝါနှင်းမုံကိုရှူနှင်းလုံးကိုစော့နှင်းသီးကိုမျိုးနှင်းစုပ်ကိုကင်ထုခြင်းတဲ့ညိုကီတို့ဝါလေတဲ့နေရာလေးဖြစ်ပါတယ်